ရှိကိဗီဆိုမှာကွန်နာနဲ့ဘာသာစကားတက်မှာပြန်ကြိုးစားပါရှင်မနေ့ကပေါ့နော်မနေ့ကပြီးရောပိုင်းကိုကြည့်ရပြီဆိုလို့ရှိရင်အပိုင်းတစ်လေးကိုကြည့်ရပြီဆိုလို့ရှိရင် passport တဲ့ပုံကိုဘယ်လိုလုပ်မလဲဆိုတာမြင်ပြီးသွားပြီဖြစ်ပါတယ်အဲဆိုအပိုင်းအနေနဲ့ကိုလုပ်ထားတဲ့ passport တဲ့ပုံကို၄ရက်မြောက်6စာရေးပုံမှာပေါ့နော်ဘယ်လိုထည့်မလဲဆိုတော့သင်ခန်းစာလေးပဲဖြစ်ပါတယ်အပိုင်း2ကိုဆက်လက်ကြည့်လို့ရအောင်အဲဆို passport တဲ့ပုံကိုအပိုင်း1ကိုကြည့်ပြီးလုပ်ပြီးတော့လို့ရှိရင်ဒီရတဲ့ passport တဲ့ပုံလေးကို select all edit copy mark လေးလုပ်ပါမယ်ပြီးလို့ရှိရင် file new ကျွန်တော်စာရွက်တွေထုံးမဲ့ဟာက4နဲ့မှ6လက်မှဖြစ်တဲ့အတွက်4နဲ့6ကိုယူပါမယ်ပုံမှာ4အောက်မှာ6 resolution 300 white color okay ပြီးလို့ရှိရင် edit paste လေးနဲ့ထည့်ပါဒီမှာ margin size မချိန်မဲတခါတည်း draw order နေပြီး copy ဆွဲလို့ရပါတယ်ဒါကတော့လုံးဝ easy အလွယ်ကူဆုံးနည်းပါပြီးတော့ပထမတစ်ခုကိုရှင်းနေပြီးတော့ဆက်လက်ပြီးဒီ order လေးနေပြီးတော့ copy ဆွဲလို့ရပါတယ်ဒါကတော့လုံးဝ easy နည်းပါလုံးဝ basic တင်တဲ့ကလေးအတွက်အလွယ်ကူဆုံးနည်းပါအလွယ်ကူဆုံးနဲ့အမြန်ဆုံးနည်းပါဒီလိုအတိအကျလို့ရှိရင်တော့တခြားဟာတွေချိန်အောင်ပေါ့နော်အခုကတော့ basic တင်နေဖြစ်တဲ့အတွက်ဒီကောင်အလွယ်ကူဆုံးလေးကိုတောင်းလိုက်မှာဖြစ်ပါတယ်လို့ရှိရင်ကိုစီမှာ printer ရှိတယ်ဆိုလို့ရှိရင် file printer တော့ပေါ့နော်တကယ်လို့မရှိဘူးကိုကတခြားနေရာကိုပို့ရမယ်ဆိုလို့ရှိရင် CS နဲ့တင်ပါကျွန်တော်လောလောဆယ် desktop မှာတင်လိုက်မှာဖြစ်ပါတယ်ကြည့်ပါလို့ရှိရင် photo နာမည်တစ်ခုပေးလိုက်ပါကိုက passport တဲ့ပုံပေါ့နော် passport sorry ဒီမှာ passport photo ဆိုပြီးတော့ရိုက်လိုက်တယ်လေးအမြောက်ချောင်းဆေးဆိုပြီးတော့တင်လိုက်မှာဖြစ်ပါတယ်စနစ်နဲ့တင်ပါမယ် okay ဒါဆိုရင်ကိုလိုချင်တဲ့ passport တဲ့ပုံရရှိပြီဖြစ်ပါတယ် print ထုတ်လို့လည်းရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်